ထိုင်းစာပါဆော့တဲ့တက်တန်းတစ်လျှောက်မှာဆော့လို့အကောင်ဆုံးပွဲ enemy ဘက်က hero pick က M2 တို့ကရမ်းကြမ်းခဲ့တဲ့ UB drug ကိုမှ global 12 Melisa နဲ့ global 2 S step ပြင် high run တွေက star ထောင်ကျော်ရှိတဲ့ player တွေနဲ့ share fight ရမယ်ပွဲကွာဒီပွဲမှာငါကတော့ favorite hero ဖြစ်တဲ့မြန်မာ number 1 fan ကြီးရထားတာဆိုတော့ဒီကောင်တွေကိုရှင်းပေးရမှာပေါ့ဒီကောင်တွေက tournament တွေပါဝင်ပြိုင်နေလို့တော့ကြားရတယ်ကွာပွဲစစချင်းမှာပဲလိန်ကျော်ရှင်နဲ့ငါတို့ဘက်က euro နဲ့လေးရတော့အကင်ခံလေးရတာပေါ့ဒါပေမဲ့ပြဿနာမရှိဘူးငါကင်ထားတာ fan ကြီးဆိုတော့ကွာမင်းတို့လူဘာအောင်မြဖြစ်တောင်းနံပါတ်ပဲဆိုတော့ star ပဲထောင်ကျော်ရှိကြီးဘာကောင်ပဲဖြစ်ပွတ်မှာပဲဆိုပြီးတော့ 2K ပဲဇန်တော့ blue bat စားပြီးတော့ဝင်လာပြီးတော့ရင် fat black ကပေးပြီးတော့ဆိုပြီးတော့ fat k ကိုတော့ရအောင်ယူလိုက်ပြီကွာ okay ပွဲစားတွေကတို့ဆင်ပြေသွားပြီအဲ့နောက်မှာဘာပြဿနာတက်လဲဆိုတော့ UV drive ရဲ့ထုံးတယ်နိုင်ပဲမင်းတို့ကဆက်ကြည့်လိုက်တော့ UV drive ရဲ့ဆောင်းမမှုကောင်းတဲ့ချက်က ultimate ရပြီဆိုတော့ဒီကောင်တွေက tower လေးတွေ bat တွေတွေစောက်ပြီးမဆိုင်တော့ကွာအကုန်ဝင်လာပြီးတီးရပဲဒီညမှာဆိုငါအဲ့လေးရဲ့ ultimate လက်သွားတယ်ဒါပေမဲ့ 2K ပဲဇန်တော့ assassin ကင်ထားရဆိုပေမဲ့ target skill မဲ့တဲ့တိတ်မပါဘူး Fatwin က skill 1 ready ပေါက်မှာလေးကိုအတားလေးစိတ်ချစောင့်ပြီးတော့ကြံတာလေးကိုကောက်စားလိုက်တယ်ဒီကောင်တွေက UV drive အာကုန်နဲ့ငါရဲ့ bat ကိုပေါ်လာတိုင်းလာစားတယ် bat ရလဲယူသွားလိုက်လေဟုတ်လား 2K ပဲဇန် bat မလို့ဘူးကွာဆိုပပလေး live ပုတ်ပြီးတော့ဒီကောင်တွေကို record ထောက်ချံမလို့ပဲနဲ့အိမ်ပြန်ရအောင်ပို့ပေးလိုက်တယ်ဘက်လာကြော်စားတဲ့ခွန်ထိုင်းငပေါ်လေးကိုအိမ်ပို့ပြီးတော့သူလေးရဲ့ blue bat ပါကြော်စားမယ်ပြီးတော့ 2K ပဲဇန် blue bat ရပြီဆိုတော့ဒီကောင်တွေဘာဖြစ်သွားမလဲဆိုတော့စက်ကြည့်လိုက်တော့အလဲလင်းရဇက်ကတော့တာဝါတဲ့နေတာတော့မှတေသွားတယ်ဘွားကွာတိတ်တော့စိတ်မကောင်းဘူးပေါ့ 2K ပဲဇန် blue bat ရလို့ကနေကြမရှိတော့ကွာ S step ပါတက်ပြီးတော့တာတယ်လေးပါပါဆယ်ယူလိုက်မယ် S step အကိုပစိန်ယိုးနဲ့မိုက်ချင်နေတဲ့ကောင်လေးကြီးက 2K ပဲဇန် blue bat ရောက်တော့ကြည့်လိုက်ဆန်ကွာတာဝါတဲ့နေတာတော့မှဒီကောင်တွေဘောကပြေးလို့မလွတ်တော့ဘူးမေဂါလေးဝင်ပြေးရတော့တေသွားမယ်ဖတ်ထွင်ဘွားဖြစ်နေပွဲကိုအကြာကြီးကြည့်နေရညီကိုတို့ပြင်းသွားမှာဆိုလို့ဒါမျိုး funny game လေးကိုခုလိုမျိုးအတန်နဲ့တင်ပေးတာကိုညီကိုတို့ကြိုက်လားကြိုက်တယ်ဆိုရင်ညီကိုတို့စိတ်တိုင်းကြဖြစ်အောင်နောက်လည်းအမြဲတမ်းတင်ပေးမယ်ဗျာကြိုက်တယ်ဆိုရင် comment မှာရေးခဲ့ဒါမျိုးဗီဒီယိုလေးထပ်ပြီး fan တီးပေးပါမယ် okay ကြိုက်တယ်ဆိုရင်တော့ like and share လေးလည်းလုပ်တော့ဖို့မမေ့ပါနဲ့ဟုတ်ကဲ့ကျွန်တော်ကတော့ 2K ပဲဇန်ပဲဖြစ်ပါတယ်ဗျ